ပြင်မှာလောင်ရွှန်ကသူ့ရင်မောင်ကိုဂုံသားတွေပြန်မရောက်သေးပေမဲ့ထွက်တာဖို့ခေါ်ပါသည်။ဒလီကအပေါ်တက်ကိုရောက်တဲ့အခါရောင်လဲကတခိုးတွေနဲ့ပြန်တိုက်ခိုက်ပါသည်။ဒါပေမဲ့သူကတယောက်တည်းက၄ယောက်ကိုတိုက်ခိုက်ပြီးလက်ရဲမှာလက်ထိတ်ခတ်ပြီးအနံ့ယူလိုက်ပါသည်။တခိုးတွေကရှုခင်းချီစင်ပေါ်ဆင်းပြီးရောင်လဲကသူ့လက်ထိတ်တွေကိုအမြန်ဖွင့်ပြီးသူတို့နောက်ကိုလိုက်သွားပါသည်။ဒါပေမဲ့ဂုံသားတွေကလေးချွေးတွေယူလာတာကြောင့်မျိုးစင်ပေါ်ကနေခုန်ချပြီးထွက်ပြေးကြပါသည်။သူတို့ထွက်လာတဲ့လမ်းမှာနောက်ဆုံးစက္ကန့်မှာချိတ်ဆွဲထားတဲ့အမျိုးသမီးတယောက်ကိုတုံးထောက်ပြီးရောင်လဲကသူ့မောက်ကိုကူညီရပါသည်။ဒလီကားတွေဖောက်ထွင်းခံရတဲ့အတွက်ရောင်လက်ကပန်းကြီးကြားမှာတစ်ခုညမျောစင်ကနေထွက်ခွာသွားပြီးအရေးပေါ်လေးမုံမရဖို့ကိုဘေးကင်းစွာဆင်းသက်လိုက်ပါတယ်။ဟော်လဲတစ်ခုရဲ့အမိုးပေါ်ကိုဆင်းသက်ပြီးနောက်ထပ်တိုက်ပွဲတစ်ခုစတင်တဲ့အခါရဲအဖွဲ့တစ်ခွဲကတခိုးတွေကိုစောင့်နေပါတယ်။ရာဇဝင်သားတွေကရဲတွေကိုအလွယ်တကူဆွဲချပြီးမျက်နှာဖုံးထဲမှာဝှက်ထားတဲ့ကိရိယာတွေကိုအသုံးပြုပြီးအမိုးပေါ်ကနေခုန်ချပါတယ်။သူတို့ဟာအဝတ်စားတွေကိုအမြန်လဲနေချိန်မှာဇိုင်းမန်ကလုံစုံကြီးကင်မရာတွေကရိုက်ကူးထားတဲ့မှတ်တမ်းအားလုံးကိုဖျက်ပစ်နေတာမို့ Spice ကသူတို့နောက်ကိုလိုက်နိုင်တော့ပါဘူး။မကြခင်မှာပဲရဲတွေရဲ့စောင့်ကြည့်ရေးစနစ်လုံးဝပိတ်သွားပြီးရောင်လိုင်ကဟိုတယ်ကိုချီလင်းရှောက်ပေးပါတော့တယ်။မျက်နှာမှတ်မိတဲ့ software ကသူတို့ကိုဖမ်းမိလိမ့်မယ်လို့မျှော်လင့်ပြီးဖျက်သွားသူတိုင်းကိုဖမ်းမိအောင်သူတို့ရဲ့ခန္ဓာကိုယ်ကင်မရာတွေကိုဖွင့်လိုက်ပါတယ်။လောင်ရွှန်ကလည်းဟိုတယ်ကိုဟန်ဆောင်ပြီးရောက်လာပြီးမန်နေဂျာရဲ့အာယုံကိုသူ့ကုန်းကနေဝေးဝေးလေးနေအောင်အာယုံလွဲစေတဲ့နီးလန်းတွေအများကြီးလုပ်ပါတယ်။တခိုးတွေဟာခရီးသွားတွေဒါမှမဟုတ်ဝန်တန်းတွေလိုဟန်ဆောင်နိုင်အောင်အသွင်ပြောင်းပြီးအခန်းအမျိုးမျိုးကိုခိုးဝင်ကြပါတယ်။ရောင်လဲကရှောင်းရှင်းကိုမြင်ပြီးဒလီကားတဲ့ကရန်ပွဲကနက်ကတ်ကိုမှတ်မိတာကြောင့်လိုက်ဖမ်းပါတယ်။ဒါပေမဲ့ရှောင်းရှင်းကကော်ဖီဆိုင်တဲ့ကဖောက်တဲတွေထဲကတယောက်လိုဟန်ဆောင်ပြီးပုံနေပါတယ်။ရုတ်တရက်ကင်မရာကဖြတ်သွားသူတွေထဲကတယောက်ဟာစနစ်ထဲမှာမရှိဘူးဆိုတာကိုသိလိုက်ရတာကြောင့်ရဲတွေကအဲ့လီလိုကိုလိုက်ဖမ်းကြပါတယ်။လောင်ရွှင်ကရဲအရာရှိတယောက်ကိုရည်ရွယ်ချက်ရှိရှိဝင်တိုက်ပြီးသူ့ကင်မရာမန်ဗျူလေးကိုညစ်ပတ်အောင်လုပ်ပါတယ်။ရှောင်းရှင်းကလည်းအခွင့်အရေးကိုအသုံးပြုပြီးရဲအဖွဲ့ကလူနှစ်ယောက်လုံးကိုလိုက်ဖမ်းပါတယ်။ဒါပေမဲ့ရှောင်းရှင်းကအမျိုးသမီးတယောက်လိုဝစ်စားဆင်ခြင်းပြီးသူ့လက်တွဲကောကအပိုးကြီးတယောက်ဖြစ်လာပြီးထွက်ပြေးမြောက်သွားပါတယ်။ Part 3 တွင်ဆက်လက်ကြည့်ရှုပေးပါ ကျန်တခိုးတွေကလုံခြုံရေးအယောင်ဆောင်ပြီး like လူအု and ပ်ထဲမှာ share ရောမျော လုပ် နေ ပေး ကြ ခဲ့ ပါ ပါ ရဲတွေရောက်လာတဲ့အခါရာဇဝင်သားတွေကအလှဆင်ပစ္စည်းတွေထားတဲ့ထွင်းထဲကိုခုံဆင်းပြီး platform အောက်ကိုခိုးဝင်ပြီးထွက်ပြေးကြပါတယ်